ဒီဇလန်လေးကတော့တာမန်ဂိမ်းတစ်ခုကနေအသက်ကိုချိန်ချောက်လာတဲ့ကျိန်စာဆန်ဆန်ဂိမ်းနဲ့ကြားရောက်သွားကြတဲ့တငယ်ချင်းတစုရဲ့ကြေကွဲဖွယ်အဖြစ်အပျက်ကိုပြန်လည်ပြောပြထားတာဖြစ်ပါတယ်ဇလန်ရဲ့အစမှာနာမည်ရ YouTuber လေးဖြစ်တဲ့ Olivia ဟာကျောင်းပြီးကာနီးဖြစ်လို့တငယ်ချင်းတွေဖြစ်တဲ့ Maki, Penelope, Tyson, Red နဲ့ Lucas တို့နဲ့တူမက္ကဆီကိုကိုနောက်ဆုံးအကြိမ်အပန်းဖြေခရီးထွက်လာကြပါတယ်။ညဘက်ပါတီပွဲမှာကာတာဆိုတဲ့သူတယောက်ကအိုလီဗီယာကိုရိုင်းဆိုင်တဲ့လူတယောက်စီကနေကာကွယ်ပေးခဲ့ပါတယ်။နောက်ပိုင်းမှာသူဟာခရီးသွားရင်တငယ်ချင်းဖွဲ့နဲ့ရင်းနှီးသွားပြီးတော့သူတို့ရဲ့နောက်ဆုံးညအတွက်ဆိုပြီးတော့စွန့်ပစ်ဖျားเจ้าအဟောင်းတစ်ခုစီကိုလိုက်ပို့ခဲ့ပါတယ်။ဖျားเจ้าနဲ့ရောက်တော့ကာတာကတငယ်ချင်းတွေကြားကလိုအပ်ချက်တွေကိုသိနိုင်မယ်ဆိုပြီး True or Dare ကိုကစားဖို့အကြံပေးပါတယ်။ကစားပွဲစပြီးကာတာအလှည့်ရောက်တော့ True ကိုရေးခဲ့တဲ့အခါသူကအသက်ရှင်ဖို့အတွက် Olivia ရဲ့နာမည်ကြီးမှုကိုအသုံးချပြီးဒီဂိမ်းထဲကိုခေါ်လာတာဖြစ်တယ်လို့ဖွင့်ပြောပြီးတော့ထွက်ပြေးသွားပါတယ်။ Olivia အပြေးလိုက်သွားမှကာတာကဒီဂိမ်းကတကယ်ဖြစ်ပြီးစီးကဲမလိုက်နိုင်ဒါမှမဟုတ်လိန်ပြောရင်တေးရမယ်ဆိုတဲ့အကြောင်းပြောသွားခဲ့ပါတယ်။အဖြစ်အပျက်တွေစတင်ပြီးတော့ Olivia ဟာ Truth ကိုမဖြစ်မနေရွေးခဲ့ရပါတယ်။သူမဖုံးကွယ်ထားရတဲ့လိုအပ်ချက်ကိုမေးတဲ့အခါမှာမာကီဟာ Lucas ကိုတစ္ဆာဖောက်ပြီးဖောက်ပြန်နေတယ်ဆိုတာကိုအားလုံးကြားအောင်ပြောပြလိုက်ရတဲ့အတွက်မာကီနဲ့သူမရဲ့ဆက်ဆံရေးကပြတ်ပြားသွားပါတယ်။နောက်တစ်ပိုင်းမှာကစားပွဲကရိုနီရဲ့အလေးကိုရောက်လာတယ်။ရိုနီကမိန်းကလေးတစ်ယောက်ရဲ့ဒဲကိုလက်မခံမနဲ့ညှင်းဆန်လိုက်တဲ့အခါမှာမမြင်ရတဲ့အင်အားတစ်ခုဟာသူ့ကိုလဲကျစေပြီးတော့လေဘင်းကျိုးကချက်ချင်းတေဆုံးသွားခဲ့ပါတယ်။ဒီတေဆုံးမှုကိုမြင်လိုက်ရတဲ့အခါမှာအိုလီဗီယာဟာကာတာပြောခဲ့တာအမှန်ဆိုတာသဘောပေါက်သွားပါတယ်။ဂိမ်းရဲ့နောက်တစ်ပိုင်းမှာ Lucas ရဲ့အလဲကိုရောက်ရှိလာတယ်။ Lucas ကိုဂိမ်းကတဖြည်းဖြည်းဖိအားပေးလာတဲ့အခါမှာ Lucas က Olivia ကိုဖုံးဆက်ပြီးတော့ Truth ကိုရွေးချယ်လိုက်ပါတယ်။ Lucas က Olivia ကိုအရင်ကတည်းကစိတ်ဝင်စားနေခဲ့တယ်ဆိုတာကိုအမှန်တိုင်းဖွင့်ပြောလိုက်ပါတယ်။ဂိမ်းရဲ့နောက်တစ်ပိုင်းမှာ Maki ရဲ့အလဲကိုရောက်ရှိလာတယ်။အဲ့ဒီခါမှာ Maki ကဒဲကိုရွေးချယ်ခဲ့ပြီးတော့ Olivia ဟာသူမရဲ့အဖေကိုစော်ကားပြောဆိုလိုက်ပါတယ်။အဲ့ဒီခါမှာမာကီယာစိတ်လိုက်မှန်ပါဖြစ်သွားပြီးတော့အိုလီဗီယာရဲ့လက်ကိုတူနဲ့ထိုးလိုက်ပါတယ်။ဂိမ်းရဲ့နောက်တစ်ပိုင်းမှာ Brad ရဲ့အလဲကိုရောက်ရှိလာပါတယ်။နောက်တော့သူဟာတငယ်ချင်းတွေစီတွားပြီးတော့သူဟာဂေးဖြစ်ချောင်းကိုဖွင့်ပြောခဲ့ပါတယ်။နောက်ထပ်ကစားပွဲမှာတော့စီးကြောင်းသားတိုင်ဆွန်ရဲ့အလဲကိုရောက်ရှိလာပါတယ်။တိုင်ဆွန်ဟာအင်တာဗျူးဖြစ်နေ Truth ကိုရွေးချယ်ခဲ့ပါတယ်။စီးစာအတူဘလောက်ကြာကြာရေးခဲ့တယ်လဲဆိုတဲ့မေးခွန်းကိုသူလိန်ပြောခဲ့တဲ့အတွက်မျက်လုံးကိုဘောပင်နဲ့ထိုးခဲ့ပြီးအဲ့ဒါနဲ့မတေသေးတာကြောင့်သူ့ကိုယ်သူခေါင်းနဲ့နှရံစောက်ပြီးတော့တေဆုံးသွားခဲ့ရပါတယ်။ဂိမ်းရဲ့ဇင်းမြစ်ကိုရှာဖွေရင်းနဲ့လိုင်းပေါ်မှာထူးဆန်းတဲ့မိန်းကလေးတယောက်ကိုရှာဖွေတွေ့ရှိခဲ့တယ်။ Olivia ဟာသူမရဲ့အကြောင်းကိုအတွင်းကျကျရှာဖွေလိုက်တဲ့အခါမှာသူ့ရဲ့အကောက်ကိုတွေ့ရှိခဲ့တယ်။သူ့ရဲ့နာမည်က Jessela ကာတာရဲ့အရင်နှီးဆုံးတငယ်ချင်းလည်းဖြစ်တယ်။ဂိမ်းရဲ့နောက်တစ်ပိုင်းမှာတော့ Penelope ရဲ့အလဲကိုရောက်ရှိလာပါတယ်။သူမဟာ True ကိုရွေးချယ်ခဲ့ပေမယ့်အဲ့ဒါကရွေးချယ်လို့မရတော့ပါဘူး။သူမဟာဗော်ဂါပလင်းကုံအောင်တောက်လို့မပြီးမချင်းအိမ်ခေါင်မိုးတောက်ကနေလမ်းလျှောက်ရမှာဖြစ်ပါတယ်။သူမရဲ့အဖွဲကလည်းအထိမနာအောင်အကာအကွယ်အသားစီးတွေကြိုတင်ပြင်ဆင်ပေးခဲ့ပါတယ်။သူမဟာခြေချော်ပြီးပြုတ်ကျသွားပေမဲ့လည်းမွေးရနဲ့ကြိုတင်ကာကွယ်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ဂိမ်းကစားပွဲရဲ့နောက်ထပ်အလဲကျရောက်သူကတော့ Jessely ရဲ့အလဲပါပဲ။ Olivia ဟာ Jessely ကိုဂိမ်းထဲမှာဘလို့ပါဝင်နေလဲမေးမြန်းခဲ့ပါတယ်။ Jessela ဟာသူတို့လည်းအရင်တုန်းကဖះเจ้าမှာရိုးရိုးလေးကစားကြတာကနေဒီချိန်စာတက်ရောက်လာခဲ့တာလို့ရှင်းပြခဲ့ပါတယ်။သူတို့စီးမြင်တတ်မှတ်ခဲ့တာက True ကိုနှစ်ခါရွေးပြီးရင်ဒဲကိုပဲရွေးချယ်ခွင့်ရှိပါတော့တယ်။အခြေအနေတွေပြင်းထန်လာတဲ့အခါမှာကာတာဖះเจ้าထဲမှာရှိတဲ့ပစ္စည်းတွေကိုရိုက်ခွဲလိုက်တယ်ပြီးတော့သူတို့တွေကထွက်သွားကြပါတယ်။သူမရဲ့တငယ်ချင်းတွေတယောက်ပြီးတယောက်တိတ်ဆုံးကုန်ပြီးတော့ Jessely နဲ့ကာတာပဲနောက်ဆုံးမှကြံတော့တယ်။ဒါဆိုရင်ကာတာကဘယ်ရောက်သွားလဲမေးတဲ့အခါမှာ Jessely ကသူကနောက်ထပ်ကစားပေါ်အတစ်တွေကိုရှာဖွေရမယ်ဆိုပြီးထွက်သွားတယ်နောက်တော့အဆက်တွေမရတော့ဘူးဒီလိုနောက်ထပ်ကစားပေါ်ရှာဖွေရတဲ့အကြောင်းရင်းကသူ့ကိုအသက်ပိုရှိအောင်ကူညီပေးတာလို့ပြောတယ်အကယ်လို့ကာတာနောက်ထပ်လူတစ်တွေရှာဖွေခဲ့မယ်ဆိုရင်အခုဆိုရင်ငါအလက်ကိုရောက်လာမှာမဟုတ်ဘူးလို့ Jessely ကရှင်းပြတယ်သူမရဲ့အလက်ကုံဆုံးသွားပြီဆိုတာ Olivia ကတီးလိုက်ရတယ် Jessely အခုလိုပြောပြနေတာတွေကသူက Truth ကိုရွေးချယ်လို့ပြီးပါပြီJessely ကပြန်မပြေတော့ဘဲနဲ့တောင်းပန်တယ်လို့ရေရွတ်ပြီးတော့တနက်ကိုထုတ်ပြီးတော့ Olivia ကိုပစ်လိုက်တယ်။ Penelope ကခုံမိကာလိုက်တဲ့အတွက်သူမကတေဆုံးရတယ်။ Jessely ကလည်းသူ့ရဲ့တဲရှုံးနေသွားတဲ့အတွက်သူ့ကိုယ်သူတနက်နဲ့ပစ်တက်ပြီးတေသွားတယ်။ Olivia ရဲ့အလဲရောက်လာခဲ့တယ်။နောက်တော့သူတို့နှစ်ယောက်ချစ်သေးနှောကြတယ်။ပြီးတော့ Maki ကိုပဲချစ်နေတုံးလို့ Lucas ကဝန်ခံခဲ့တယ်
နောက်တော့သူတို့ကဒီဖျားเจ้าနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုလေးလေးနက်နက်ရှာဖွေခဲ့တယ်နောက်တော့အိုလီဗီယာနဲ့လူးကတ်တို့ဟာဖျားเจ้าမှာတက်ဖြတ်ခံရမှုကနေအသက်ရှင်ခဲ့တဲ့တီလာရှင်အောင်အန်ရေယက်စ်ကိုတွေ့ဆုံခဲ့ပါတယ်သူမဟာနှစ်90လုံးစကားမပြောနိုင်ခဲ့ဘူးဒါကြောင့်မို့စာရွက်ပေါ်မှာစာရေးချပြီးတော့အိုလီဗီယာကိုပြန်ဖြေခဲ့တယ်ကာလက်စ်လို့ခေါ်တဲ့နတ်ဆိုးတကောင်ကဖျားเจ้าကိုပူးကတ်နေခဲ့ပါတယ်အစကတော့သူ့ကိုဖမ်းမိသွားပြီဒါပေမဲ့မတော်တဆလွတ်လပ်ခွင့်ပေးလိုက်တဲ့အခါမှာသူကလူတန်းကိုတက်ဖြတ်လိုက်ပါတယ်ဒါဆိုရင်ဒီအဘွားအိုကဘလို့လွတ်မြောက်လာတယ်လဲဆိုတာအိုလီဗီယာမေးတဲ့အခါမှာနောက်ထပ်နှုတ်တစ်ခုရေးပြတယ်ဒီမွန်ကိုဖမ်းနိုင်တဲ့သူကပဲသူ့ကိုနောက်တစ်ချိန်ပြန်ဖမ်းရမယ်အဲ့ဒီဖမ်းတဲ့လူကလည်းသူ့ကိုဒီပစ္စည်းတွေနဲ့ဘာသာရေးစာတွေရွတ်ပြီးတော့ဖမ်းယူရမှာဖြစ်တယ်တဲ့အဖွားကပါဇက်ကိုဖွင့်ပြပြီးတော့သူကနတ်ဆိုးကိုလွတ်ပေးလိုက်တဲ့တီလာရှင်ဟောင်းတစ်ယောက်ဖြစ်တယ်ပြီးတော့ဒီဘာသာစကားတွေပြောလို့မရအောင်သူ့ရဲ့ရှာကိုရစ်ပူဆိုလိုက်ရတယ်ဂိမ်းကိုအဆုံးတက်ဖို့ကြိုးစားနေတော့ Brad ရဲ့အလဲရောက်လာပါတယ်သူကဒဲကိုရွေးချယ်ခဲ့ပြီးဖခင်ရဲ့တနက်ကိုယူပြီးအဖေကိုတိုးထောက်ခိုင်းတဲ့စိန်ခေါ်မှုကိုမလွန်ဆန်နိုင်မဲ့လှုပ်လိုက်ရတဲ့အတွက်နောက်ကတခြားရဲအရာရှိတွေကပြစ်တက်တာခံလိုက်ရပါတယ်ကျိန်စာကိုအဆုံးတက်နိုင်မဲ့သူကကာတာဖြစ်တယ်ဆိုတာသိရပြီးနောက်ပိုင်းမှာသူ့ရဲ့နေရဲလိပ်စာကိုရှာဖွေပြီးတော့အိုလီဗီယာတို့တငယ်ချင်းအုပ်စုကကာတာရှိရာနေအိမ်ကိုတွားပြီးတော့ရှာဖွေကြပါတယ်နောက်တော့အိုလီဗီယာတို့အဖွဲ့ဟာကာတာကိုဖျားเจ้าကိုခေါ်ဆောင်သွားခဲ့ပါတယ်ကာတာဟာနတ်ဆိုးကိုပိတ်ဖို့အတွက်ရှာကိုလီးထုတ်တော့မယ့်အချိန်မှာနတ်ဆိုးဟာလွတ်မြောက်သွားပြီးတော့လူကတ်ကို true or dare မေးတဲ့အခါမှာလူကတ်ကဒဲကိုရွေးချယ်ခဲ့တယ်ဒီဂိမ်းမှာလူကတ်ကအိုလီဗီယာမဟုတ်ရင်မာကီနှစ်ယောက်တည်းတယောက်ကိုတက်ရမယ်သူဟာတယောက်မှမတက်ခဲ့ဘူးပြီးတော့ကာတာကိုရစ်ပူစော်မှုဆက်လုပ်ခိုင်းတယ်အဲ့ဒီချိန်မှာကာတာကိုဒီမွန်ကထိန်းချုပ်ပြီးတော့လူကတ်ကိုတက်ဖို့အတွက်ပြေးတယ်အဲ့ဒီမှာမာကီကဖမ်းချုပ်လိုက်တယ်ကာတာတူးရဲ့ရှာကိုဖျက်ဖို့ကြိုးစားနေတော့မှဒီမွန်ကရုတ်တရက်လွတ်သွားပြီးတော့ကာတာကိုတက်လိုက်ပါတယ်နောက်ပြီးတော့နတ်ဆိုးကလူကတ်ရဲ့လေဘင်းကိုဖျက်ပြီးတော့ထပ်တက်လိုက်ပါတယ်နှစ်ယောက်လုံးတေသွားတယ်တေသွားတဲ့လူကတ်ကခေါင်းထောင်လာပြီးတော့မာကီကို true or dare မေးတယ်အိုလီဗီယာကဒဲကိုရွေးချယ်ဖို့အမြန်ပြောတယ်အဲ့ဒီခါမာကီကဒဲကိုရွေးချယ်လိုက်တယ်အဲ့ဒီခါဒီမွန်ကအိုလီဗီယာကိုပြစ်တက်ဖို့မှာကြားလိုက်တယ်မာကီယာစိတ်ရှုပ်နေတဲ့အချိန်မှာဒီမွန်ကိုယ်တိုင်တူမအစားတနက်ကိုကောက်ကင်ပြီးအိုလီဗီယာကိုပစ်လိုက်တယ်။အိုလီဗီယာကဒီမွန်ကို true or dare ပြန်မေးလိုက်ပါတယ်။ဂိမ်းရဲ့စီးမြင်အရာတစ်ကြိမ်မေးလိုက်တာနဲ့ကစားရပါတယ်။ဒါကြောင့်မို့ဒီမွန်က true or dare မှာဒီမွန်က truth ကိုရွေးလိုက်တဲ့အခါမှာအိုလီဗီယာကဒီဂိမ်းကိုဘယ်လိုအဆုံးတက်ရမလဲမေးလိုက်တယ်။ဘလို့မှအဆုံးတက်လို့မရတော့ဘူး။ကစားသူတွေရှင်တန်နေတို့ရဲ့ဂိမ်းကဆက်ရှိနေအောင်မယ်လို့ပြန်ဖြေလိုက်တယ်။နောက်ဆုံးတော့အိုလီဗီယာဟာကင်မရာကိုယူပြီးတော့အားလုံးကိုဇလန်းအစအဆုံးပြောပြခဲ့ပါတယ်။ပြီးတော့သူမဟာကင်မရာကြည့်နေတဲ့ပရိသတ်တွေကိုရည်ရွယ်ပြီး truth or dare ကိုမေးလိုက်တဲ့အခါမှာပရိသတ်တွေကိုပါဂိမ်းနဲ့ဆွဲသွင်းလိုက်ပြီးတော့သူမနဲ့မာကီတို့အချိန်တချို့ကိုထပ်မံရယူလိုက်ပါတယ်